နေ့မှာတော့မိမိရဲ့နိနာနာလိုက်ဘလို့အယောင်တွေကလက်ပွင့်စေမလဲဘယ်အယောင်ကအတိုက်ခိုက်ကင်းစီမလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးကြပါဦးနော်တနင်္ဂနွေသားသမီးများကန်ကောင်းစေသောအယောင်အနီရောင်နဲ့ရွှေရောင်အကျိုးကျေးဇူးတနင်္ဂနွေသားသမီးတွေဟာနေမင်းကြီးကိုကိုစားပြုတဲ့အတွက်တောက်ပတဲ့အနီရောင်နဲ့ရွှေရောင်တွေကတင့်ရဲ့ဩဇာအာဏာကိုတက်စေပါတယ်အရေးကြီးတဲ့လုပ်ငန်းဝင်သွားတဲ့အခါလူကြီးသူမနဲ့တွေ့တဲ့အခါဒီအယောင်တွေကိုသုံးရင်မျက်နှာပွင့်လန်းစေပါတယ်ရှောင်ရမ်းအပြားရင်ရောင်တနင်္လာသားသမီးများကံကောင်းစေသောအယောင်အဖြူရောင်ငွေရောင်နင်းခရင်ရောင်အကျိုးကျေးဇူးလာမင်းကြီးကိုကိုစားပြုတဲ့အတွက်အေးမြတဲ့အယောင်တွေကတင့်ရဲ့စိတ်ကိုတည်ငြိမ်စေပြီးလူချစ်လူခင်ပေါ်များစေပါတယ်စကားပြောဆိုတဲ့လုပ်ငန်းတွေမှာဒီအယောင်တွေကအောင်မြင်မှုပေးပါတယ်ရှောင်ရမ်းအနီရောင်တောက်တာအင်္ဂါသားသမီးများကံကောင်းစေသောအယောင်ပန်းရောင်နဲ့ခရမ်းရောင်အကျိုးကျေးဇူးအင်္ဂါသားသမီးတွေဟာတက်ကြွဖက်လက်သူတွေဖြစ်လို့ပန်းရောင်သို့မဟုတ်ခရမ်းရောင်တွေကတင့်ရဲ့စွမ်းရည်ကိုထိန်းညှိပေးပြီးလက်ပလားပါရွှင်လန်းစေပါတယ်ရှောင်ရမ်းအဖြူရောင်နဲ့အဝါရောင်ဗုဒ္ဓဟူးသားသမီးများကံကောင်းစေသောအယောင်အစိမ်းရောင်အနုအရင်အကျိုးကျေးဇူးအစိမ်းရောင်ဟာဗုဒ္ဓဟူးသားသမီးတွေအတွက်ရှင်တန်ခြင်းနမိတ်ကိုဆောင်ပါတယ်ငွေကြေးကိစ္စတွေဆောင်ရွက်တဲ့အခါအစိမ်းရောင်ကိုအဓိကထားသုံးစွဲသင့်ပါတယ်ရှောင်ရမ်းပန်းရောင်ဇာတပတိသားသမီးများကံကောင်းစေသောအယောင်အဝါရောင်နဲ့လီမော်ရောင်အကျိုးကျေးဇူးပညာရေးနဲ့ဉာဏ်ပညာကိုကိုစားပြုတဲ့အယောင်တွေဖြစ်ပါတယ်စာမေးပွဲဖြစ်ဆိုတာပဲဖြစ်ဖြစ်အကြံဉာဏ်တစ်တွေထုတ်ရတဲ့အခါလည်းဖြစ်ဖြစ်ဒီအယောင်တွေကတင့်ကိုအထောက်အပံ့ပေးပါလိမ့်မယ်ရှောင်ရမ်းအနက်ရောင်နဲ့ခရမ်းရောင်တောက်ကြသားသမီးများကံကောင်းစေသောအယောင်အပြာနူရောင်နဲ့တောက်ပသောအဖြူရောင်အကျိုးကျေးဇူးတောက်ကြသားသမီးတွေဟာအမှုပညာနဲ့အလားအပါကိုမျက်နှိုးသူတွေဖြစ်ပါတယ်အပြာနူရောင်ကတင့်ရဲ့ဆွဲဆောင်မှုကိုတိုးစီပြီးမြစ်တရေမှာကံကောင်းစေပါတယ်ရှောင်ရမ်းအနက်ရောင်နဲ့မီကိုရောင်စနေသားသမီးများကံကောင်းစေသောအယောင်အနက်ရောင်အပြာရင်းရောင်နဲ့မီးခိုးရောင်အကျိုးကျေးဇူးစနေသားသမီးတွေအတွက်တော့ခန့်ညားတည်ငြိမ်တဲ့အယောင်ရင်းတွေကအစွမ်းထက်ပါတယ်အခက်ခဲတွေကိုကျော်လွှားနိုင်ဖို့နဲ့ရန်သူမျိုး၅ပါးဘေးကကာကွယ်ဖို့ဒီအယောင်တွေကိုဝတ်ဆင်သင့်ပါတယ်ရှောင်ရမ်းအစိမ်းရောင်ကဲအခုပြောပြသွားတာတော့မိမိတို့ရဲ့မွေးရအလိုက်ကံကောင်းစေမဲ့အယောင်တွေပဲဖြစ်ပါတယ်ဒါဟာယုံကြည်မှုတစ်ခုဆိုပေမဲ့ကိုယ့်အတွက်ကံကောင်းစေမဲ့အယောင်လေးတွေကိုရွေးချယ်ဝတ်ဆင်ခြင်းဖြင့်စိတ်သက်ခွန်အားတွေပုံမရရှိစေနိုင်ပါတယ်မိမိကဘယ်နေ့သားသမီးလဲဘယ်အယောင်ကိုအကြိုက်ဆုံးလဲဆိုတာကို comment မှာရေးပေးသွားခဲ့ပါဦးနော်အခုလိုစိတ်ဝင်စားစရာလော်ကီပညာရက်တွေနဲ့ဘူတုဒတွေကိုအမြဲတင်ဆက်ပေးနေတာမို့ကျွန်တော်တို့ရဲ့ channel ကိုလည်း like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ဦးအားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေနောက်ထပ်လည်းဆက်ပြီးတင်ပြပေးသွားမှာဖြစ်လို့ channel ကို like share and subscribe လုပ်ခဲ့ပေးကြဖို့မမေ့နဲ့နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်